တင်ဟာအနာဂတ်ကို2မိနစ်လောက်ကြိုသိနေမယ်ဆိုရင်ဘာတွေလုပ်မလဲလောင်းကစားမှာအနိုင်ယူမလားဒါမှမဟုတ်ကဘာကြီးကိုကယ်တင်မလားဒီနေ့မှာအနာဂတ်ကို2မိနစ်စာလောက်ကြိုမြင်နေတဲ့စိတ်ဝင်စားစရာလူတစ်ယောက်အကြောင်းကိုရစ်ခါလောက်သွားမှာမို့အဆုံးထိကြည့်သွားဖို့ဖိတ်ခေါ်ပါတယ်ခရစ်ဂျွန်ဆင်ဟာမျက်လက်စရာတစ်ယောက်ဖြစ်ပါတယ်သူဟာစင်ပေါ်မှာအနာဂတ်ကိုကြိုဟောတဲ့မျက်လက်တွေပြပေမဲ့ပရိသတ်တွေကတိတ်ပြီးစိတ်မဝင်စားကြပါဘူးဒါနဲ့သူကတက်တည်ပြဖို့အတွက်ပရိသတ်တွေကအမျိုးသမီးတစ်ယောက်ကိုဖိတ်ခေါ်လိုက်ပါတယ်အမျိုးသမီးရဲ့ဆွဲချိုးဟာဘယ်အချိန်မှာသူ့ရဲ့ဖန်ခွက်ထဲကိုပြုတ်ကျမယ်ဆိုတာကိုခရစ်ကအတိအကျကြိုဟောပြလိုက်ပြီးသူပြောတဲ့အတိုင်းတကယ်ပဲဖြစ်လာပါတယ်အဲ့ဒီအခါမှာပရိသတ်တွေကတော့ဒါဟာကျွမ်းကျင်တဲ့မျက်လက်လက်ကွက်တစ်ခုလိုပဲထင်ပြီးလက်ခုပ်တီးကြပါတယ်ဒါပေမဲ့ခရစ်မသိတာတစ်ခုကတော့အေဂျင့်နှစ်ယောက်ဟာသူ့ကိုပရိသတ်တွေကနေအသေးချာစောင့်ကြည့်နေတာပါတကယ်တော့ခရစ်မှာထူးခြားတဲ့စွမ်းရည်တစ်ခုရှိပါတယ်သူဟာသူ့ရဲ့ကိုယ်ပိုင်နာဂတ်ကို2မိနစ်ကြိုတင်မြင်နိုင်တာပါမျက်လက်ပြပွဲကရတဲ့ပတ်စံနဲ့မလောက်နိုင်တဲ့အတွက်သူဟာအားလက်ချိန်တွေမှာကာစီနိုတွေမှာသွားပြီးလောင်းကစားလုပ်ပါတယ်ဒါပေမဲ့လူအာရုံမစိုက်မိအောင်အနိုင်ပမာဏအနည်းငယ်ကိုပဲဂရုတစိုက်ကစားပါတယ်ဒါတော့မှကာစီနိုဘက်ကသူ့ကိုစောင့်ကြည့်နေခဲ့ပါတယ်ဒီနေ့မှာတော့လုံခြုံရေးကောင်းဆောင်ရွိုင်းဘော်နဲ့သူ့ရဲ့လက်ထောက်ဒေးဗစ်တို့ဟာအထီကနေခရစ်ကိုအနီးကပ်စောင့်ကြည့်နေပြီးသူဂျာခိုးနေတာလားဆိုတာကိုစမ်းစစ်နေကြပါတယ်စိုးရိမ်သွားတဲ့ရွိုင်းဘော့ကခရစ်ကိုဖမ်းဖို့သူ့အဖွဲ့ကိုအမိန့်ပေးလိုက်ပါတယ်ဒါကိုခရစ်ကကြုံမြင်ပြီးသားမို့ဝိုင်းကနေထွက်ပြီးပတ်စံလဲတဲ့နေရာကိုသွားပါတယ်အဲ့ဒီမှာရက်နေလုံးသူက2မိနစ်အနာဂတ်ကိုကြည့်လိုက်တဲ့အခါလူတစ်ယောက်ကတနက်ထုတ်ပြီးပတ်စံလဲတဲ့သူကိုတပြတိုက်လူ2ယောက်ကိုတက်ပြီးပတ်စံတွေနဲ့ထွက်ပြေးသွားတာကိုမြင်လိုက်ရပါတယ်အမြင်အာရုံဆုံးသွားတာနဲ့အဲ့ဒီတမြေတော့ချင်းကပ်လာချိန်မှာပဲခရစ်ကလက်နက်ကိုအလင်းမြန်လူယူလိုက်ပါတယ်ဒါပေမဲ့ကာစီနိုလုံခြုံရေးတွေရောက်လာတဲ့အခါအခြေအနေကိုအထင်မှားပြီးတနက်ကင်ထားတဲ့ခရစ်ကိုပဲတရခံလို့ထင်သွားကြပါတယ်ရှင်းပြလို့မရတော့မှန်းသိတာနဲ့ခရစ်ဟာထွက်ပြေးပါတော့တယ်ကာစီနိုလုံခြုံရေးတွေအားလုံးသူ့နောက်ကိုလိုက်ကြပါတယ်ခရစ်ကတော့ရန်သူလှုပ်ရှားမှုတွေကိုကြိုမြင်နိုင်တဲ့စွမ်းရည်ရှိတဲ့အကြောင်းလွတ်မြောက်သွားပါတယ်။တစ်ဖက်မှာလည်း FBI agent ကလီဖယ်ရစ်ဟာခရစ်ရဲ့ဗီဒီယိုတွေကိုသူ့အထက်လူကြီးကိုပြနေပါတယ်။ခရစ်မှာတကယ်ထူးခြားစွမ်းရည်ရှိကြောင်းသူကယုံကြည်နေတာပါ။ဒါပေမဲ့သူ့အထက်လူကြီးကတော့ဥရောပအကြမ်းဖက်သမားတွေဟာရုရှားကနေနျူကလ িয়ার လက်နက်ခိုးယူထားပြီး Los Angeles မှာဖောက်ခွဲဖို့စီစဉ်နေတဲ့ကိစ္စကိုပဲအာရုံစိုက်စေချင်ပါတယ်။ကာလီကတော့ခရစ်ကိုရှာတွေ့ရင်ဘုံရှိတဲ့နေရာကိုရှာဖွေနိုင်လိမ့်မယ်လို့အခိုင်အမာပြောတဲ့အတွက်နောက်ဆုံးမှာသူ့အထက်လူကြီးကတက်တည်ပြဖို့ခရစ်ကိုရှာခိုင်းနေပါတယ်။တရက်မှာကာလီရောက်လာပြီးခရစ်နဲ့တီးတန့်စကားပြောပါတယ်။ကာလီကနျူကလ িয়ার ဘုံကိစ္စကိုပြောပြီးကူညီဖို့တောင်းဆိုပေမဲ့ခရစ်ကညှင်းပယ်ပါတယ်။အစိုးရကသူ့ကိုအတုံးချပြီးပိတ်လောင်ထားမှာကိုသူကကြောက်နေတာပါ။ကာလီကသူ့ကိုကာစီနိုကတနက်ကင်ထားတဲ့ကိစ္စနဲ့ထောင်ချမယ်လို့ချိန်ချောက်ပါတယ်။ခရစ်ကတော့သူသုံးနှစ်သားကလေးကစမ်းသပ်ခံခဲ့ရတဲ့ဒဏ်ရာတွေကြောင့်ထပ်ပြီးအစမ်းသပ်မခံချင်တော့ပဲတာမန်ဘဝနဲ့ပဲနေချင်တယ်လို့ပြောပါတယ်။ရုတ်တရက် FBI ဖွဲ့တွေအဆောက်အုံကိုဝိုင်းလိုက်တဲ့အချိန်မှာအချိန်ကနောက်ပြန်ဆုတ်သွားပါတယ်။ဒါဟာခရစ်ကြုံမြင်လိုက်တဲ့မြင်ကွင်းဖြစ်နေတာပါ။အဲ့ဒီအချိန်မှာပဲအကြမ်းဖက်သမားတွေကခရစ်ရဲ့ချစ်သူကိုဖမ်းသွားပါတယ်။နောက်ဆုံးမှာတော့ခရစ်ဟာသူ့ချစ်သူကိုကယ်ပေးရင်ဘုံရှိတဲ့နေရာကိုပြောမယ်လို့ FBI နဲ့သဘောတူညီမှုရခဲ့ပါတယ်။ခရစ်ရဲ့လမ်းညွှန်မှုနဲ့ FBI အဖွဲ့ဟာအကြမ်းဖက်သမားတွေရဲ့စခန်းကိုဝင်စီးပါတယ်။ခရစ်ဟာရန်သူတွေဘဲကလာမလဲဘသူကပြစ်မလဲဆိုတာကိုစက္ကန့်ပိုင်းလိုမှကြိုပြောပြီးတဲ့အတွက် FBI တွေကအလွယ်တကူပဲရန်သူတွေကိုနှိမ်နင်းနိုင်ပါတယ်။ခရစ်ဟာ list ကိုကယ်တင်နိုင်ခဲ့ပြီးအကြမ်းဖက်သမားခေါင်းဆောင်ကိုလည်းကာလီကပြစ်တက်လိုက်ပါတယ်။ဒါပေမဲ့ခရစ်ကစက်ပစ္စည်းတစ်ခုကိုကြည့်လိုက်တဲ့အခါမျက်နှာပြတ်သွားပါတယ်။သူက list ကိုပဲအာရုံစိုက်နေတော့မှတကယ်နျူကလ িয়ার ဘုံကတခြားတနေရာမှာပောက်ကွဲသွားတာကိုမြင်လိုက်ရပါတယ်။